တင်ရတာငရုတ်သီးရေစိမ်ထားတော့ကျုပ်ကကြက်သွန်နီကြက်သွန်ပြူကိုခွာထားရတာပေါ့ဗျာကြက်သွန်နီလည်းခွာပြီးရောစောစောကရေစိမ်ထားတဲ့ငရုတ်သီးတွေလည်းရေနူးရောပေါ့ဗျာဒီတော့မှငရုတ်စုံနဲ့ထည့်ပြီးငရုတ်သီးရင်ထောင်းညက်တော့မှကြက်သွန်ထည့်ရတာပေါ့ဗျာဟဲ့တာဒီငရုတ်သီးကိုညက်အောင်ထောင်းလေးစိတ်ခွဲအောင်မထောင်းနဲ့အစေးပြောက်အောင်ထောင်းကြားလားငရုတ်သီးအစေးပြောက်ပြီးစီးပိုင်လာတော့မှကြက်သွန်ထည့်ထောင်းကျုပ်ငရုတ်သီးထောင်းတိုင်းအမေကကျုပ်ကိုတင်တာပြူတကယ်ကတော့ဒလိုငရုတ်သီးထောင်းတာကိုတမိမင်းကလေးကိုတင်ရမှာပေါ့ဗျာဒါပေမဲ့အမေကတမိမမွေပဲကျုပ်တယောက်တည်းမွေးထားတော့ကျုပ်ကိုကြီးပဲလွတ်တင်တော့တာပြူခမည်းနဲ့သူပြောတဲ့အတိုင်းထောင်းမထားလို့ကတော့ခေါင်းကိုလည်းဒေါက်ကနေမြည်အောင်အခောက်ခံရသေးရဲ့ဗျငရုတ်သီးကိုလည်းပြန်ထောင်းရသေးတယ်ဒီတော့လဲစထောင်းကလေးကကျုပ်ကအမေစိတ်တိုင်းကြထောင်းရတာပေါ့ဗျာကျုပ်အမေရဲ့ငရုတ်ဆောင်ကစင်းငရုတ်ဆောင်ဆိုတော့တကွဲကွဲနဲ့မြည်နေတာပေါ့ဗျာငရုတ်ဆောင်မှာလက်ကင်ကွင်းပါတယ်လက်ကင်ကွင်းရဲ့ထိပ်မှာပန်းပွင့်ပုံလိုအယုတ်လိုဘူးသီးကြီးလည်းပါသေးရဲ့ဗျထောင်းတဲ့ကြည်ဝေးကတော့တစ်သားကြည်ဝေးပြူအဲ့ဒီတော့ငရုတ်သီးထောင်းတဲ့အတန်ကတကွဲကွဲနဲ့မြည်နေတာပေါ့ဗျာသူများအိမ်မာတွေလိုကြောင်းငရုတ်ဆောင်နဲ့ထောင်းပါလားငရုတ်သီးမြန်ညက်တာပေါ့လို့ကျုပ်ကအမေကိုပြောသေးတယ်ဟဲ့တာဒီနင်ကဘာသိလို့တော့ကြောင်းငရုတ်ဆောင်ကကြောက်ကြည်ဝေးနဲ့ထောင်းရတာကြာလာရင်ကြောင်းငရုတ်ဆောင်ကြီးကကျဲပြီးတော့အနက်ကြီးဖြစ်သွားရောထောင်းတဲ့ကြည်ဝေးကလည်းတူတူလေးဖြစ်သွားရောအဲ့ဒီကြောက်တွေကလူပိုက်ထဲမရောက်လို့ဘယ်ရောက်မှာတော့ကြာရင်ယောဂဗျာတွေဖြစ်မှာဟဲ့ဟုတ်တော့လေ